အားလုံးပဲမင်္ဂလာပါ Audio for You Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆ iam ပုံညခင်ရေးသားထားတဲ့လက်ကျန်လာရောင်းဆိုတဲ့စာအုပ်လေးရဲ့အပိုင်း၅ကိုဆက်ပြီးဖတ်ပြပေးသွားမှာဖြစ်ပါတယ်နားဆင်ခန်းစားပေးကြပါအောင်ရှင်သူကအင်ဂျီအသေးရောင်းသည့်ဆိုင်တွေလိုခြေရောင်းတာမျိုးတော့မဟုတ်အဝတ်တွေအလုံးကိုပုံ၍ရောင်းခြင်းဖြစ်သည်ညကျေတို့ကတော့ထိုဝတ်စားတွေကိုအပုံထဲဟူသာခေါ်လေးရှိပါသည်အမကျွန်တော်ဝပြီစူဘို၏အတန်ကြောင့်ညကျေကအပုံထဲရီစီကညနာခွာကသူ့ကိုငဲကြည့်လိုက်ရင်စားလို့ကောင်းလားမောင်လေးကောင်းတယ်အမသုံးပွဲတောင်စားလိုက်တယ်ဟီဟီဖိုက်ကြီးကိုပူသွားတာပဲကလေးကသူ့ဘိုက်သူပုတ်ကရှယ်ရင်ပြောလိုက်သဖြင့်ညကျေကပြုံးမိရင်မွေးငါးတဲ့ကိုပတ်စံရှင်းလိုက်သည်ပြီးတော့ထိုင်ရမှထကသူ့လက်ကလေးကိုလှမ်းဆွဲခေါ်လာရင်မင်းမချမ်းဘူးလားအစိုးရကလေးကဒီအင်ကြီးပဲဝတ်ထားတာလားချမ်းတော့ချမ်းတာပေါ့ဝတ်စရာမှမရှိရကဲလာမင်းဖို့အင်ကြီးဝယ်ပေးမယ်တကယ်လားအေးတကယ်အမမပတ်စံရှိသေးလို့လားရှိတာပေါ့အမကတထေးလားတထေးတော့မဟုတ်ပါဘူးခဲဒါပေမဲ့အင်ကြီးတစ်ထည်လောက်တော့ဝယ်ပေးနိုင်ပါတယ်ညကြီးကသူ့လက်ကိုဆွဲကအပုံသေးစီတို့ရှောင်လာခဲ့သည်ကလေးထမတော့တွေ့စားကလုံးခက်စိမ့်စိမ့်ခက်ကန်းကအမွေအရာတွေအစားညကြီးကိုအာကိုတွေ့တာပုံကလေးတွေတွေ့လာရသည်ထိုကလေးကိုတနာငယ်ညာမိရင်ကပင်ညကြီးပုံညကြီးရင်းကျလာပြီးဟုခံစားလာရသည်အပုံသေးစီရောက်တော့ညကြီးကသူ့အတွက်အင်ကြီးထူထူလေးတစ်ထည်ရွေးပါဝယ်လိုက်ပြီးသူ့အင်ကြီးပေါ်မှာထောက်ဝေပေးလိုက်ပါသည်သူကသူ့အင်ကြီးကလေးကိုသူ့ငုတ်ကြည့်လိုက်ပြီးမှညကြီးကိုမော့ကြည့်ကထူးဆန်းသောမိကိုမိလိုက်ပါသည်အမကကြံစစ်သားလားဘလို့မိကိုကြည့်ပါလေညကြီးမျက်ခုံးပင့်ကသူ့ကိုကြည့်နေသည်အမကကျွန်တော်မျက်ရည်ကိုလည်းတုပ်ပေးတယ်မုံလေးဝဲကျွေးတယ်အဝတ်စားလေးဝယ်ပေးတယ်လေသူပြောတော့မှပဲနှစ်တန်းလုံးကတင်ကြရသည့်ကျန်းစစ်သားအကြောင်းတင်ငန်းစာကိုတတိယသွားကညကြီးကဟပပလေးရှင်မုံလိုက်မိနေသည်ကျန်းစစ်သားကပြည်သူတို့၏မျက်ရည်ကိုတုပ်ပေးကလက်ရလက်ဖြင့်စားစရာပေးမည်လက်ဝဲလက်ဖြင့်ဝိစရာပေးမည်ဟုဆိုခဲ့သည်မဟုတ်လားမင်းကကျန်းစစ်သားအကြောင်းသိရပေါ့ကျောင်းမှာတင်ရတာလားအင်းနာကမကြီးတယောက်ရဲ့စာချက်တင်ကြားလို့မှတ်ထားတာအဲ့ဒီအမကြီးကတိတ်ထုံတာပဲ10 ခါလောက်အော်ချက်နေလဲစာမရဘူးကျွန်တော်တောင်သူ့ချက်တဲ့စာတွေအကုန်ရနေပြီကြည့်ရတာဒီကလေးကဘဝအခြေအနေနေပါပုံရတော့တယ်ညံကောင်းမဲ့ပုံပဲဟုညကြီးချင်းမိသည်ကလေးလေးတယောက်လိုချစ်စရာကောင်းသည့်ကြားကပင်တစ်ချက်မှာရင်းချက်တလူလူလေးစကားတက်ကလေးလိုနဲ့တော်လက်ချက်ချပုံကိုလည်းတွေ့ရသည်သူကညကြီးတို့ရာကသူနှိရွယ်တို့ကလေးတွေနှိလည်းမတူလာပြီမင်းချောင်းနေတယ်မဟုတ်လားမောင်လေးဘယ်နှစ်တန်းရောက်ပြီလဲနှစ်တန်းတက်ရှာဒါပေမဲ့ခုဒီချောင်းတက်ရတော့ဘူးဘာဖြစ်လို့လဲအင်းကချောင်းထားမပေးလို့လားသူကခေါင်းငိမ့်ပြပြီးငိမ့်သွားသည်ဒီကလေးကသူ့အကြောင်းကိုတိတ်ပြီးပြောချင်ပုံမရပြီသို့တော့သူ့အကြောင်းကိုသိရမှာညကြီးကသူ့ကိုဘယ်ပြန်ပို့ရမလဲဆိုတာသိရမှာပင်မောင်လေးမင်းမမေးတာကိုမှန်ဖြေမင်းဒီကိုဘယ်သူနဲ့လာတာလဲလူကြီးတွေနဲ့လာတာလားလူကြီးတွေနဲ့မိကဘယ်သူလဲမင်းဖြေမှလူကြီးတွေစီမင်းကိုလိုက်ပို့ပေးလို့ရမှာပေါ့ကျွန်တော်အဲ့ဒီလူကြီးတွေစီမပြန်ချင်ဘူးရောမပြန်လို့ဖြစ်မလားကွမင်းအရွယ်လေးနဲ့တယောက်ထက်လျှောက်သွားနေသူများဖတ်ခေါ်သွားပြီးရောင်းစားခံရလိမ့်မယ်ကျွန်တော်မနဲ့လိုက်နေလို့ရမလားညချင်းမျက်နှာကိုငိုကြည့်လိုက်ရင်အသနာခံတယ်လို့လေးမေးလိုက်သည်ကလေးဤမျက်လုံးထဲမှာမျက်ရည်ကြီးကလေးဝေနေတာမြင်ရသည်ခတ်တော့ခတ်ပြီးဘလို့လို့ရပါညကြီးသည်ကလေးကိုလည်းတနာမမဝေတို့အမေတို့တွင်ညကြီးကိုလိုက်များရှာနေမလားဟုလဲစိတ်ပူလာမိသည်ညကြီးကတပြင်းလေးချမိကမမကလူကြီးမဟုတ်တော့မင်းကိုခေါ်သွားလို့မရဘူးမောင်ရဲ့
ဒါဆိုမမအိမ်ကလူကြီးတွေကိုခေါ်သွားပေးဖို့ပြောပေးပါလားမမခက်တော့ခက်တာပဲဟဲ့မမလည်းလူကြီးတွေနဲ့ကွဲလာတာဟင်မမလည်းကျွန်တော်လိုပဲလားညကြီးကစိတ်ရှုံရှုံနဲ့ရင်လိုက်မိပါသည်ခုနေသူ့ကိုထားခဲ့ပြီးဖက်တော်လို့ရတော့လေညကြီးကမထားခဲ့ရဲ့ပြန်အမေတို့စီခေါ်သွားပြီးအကျိုးအကြောင်းပြောပြပေးရင်ကောင်းမည်ထင်ပါသည်ညကြီးသည်သူ့လက်ကလေးကိုဆွဲကာပွဲစည်းတဲ့အတိုင်းတိုး၍လျှောက်လာခဲ့သည်ညကြီးတို့ရှောင်းနေသည့်နေရာကဖះဤအနောက်ဘက်ပွဲစည်းတဲ့မှာဖြစ်ရာဖះဤအရှိတောင်ဘက်မကြီးပင်ကြီးအောက်ကလဲဝိုင်းလေးစီရောက်ဖို့အာနန္ဒာဖះရှိပြင်ကိုဖျက်ရည်တော်ရမည်ဖြစ်သည်ဖះဤမင်းပေါ်သို့ရောက်လင်ဟမငွေတို့အမေတို့နှင့်ပြန်တွေ့ကောင်းတွေ့နိုင်မည်ညကြီးကဖះအနောက်ဘက်မဝါမှာဖះဆောင်တဲ့အတိုင်းရှောက်၍ဝင်လာရင်ထမိန်ပြင်းဝေးချင်လာသဖြင့်သူ့လက်ကိုလွတ်လိုက်သည်ပြင်းဝေးပြီးတော့သူ့လက်ကိုပြန်မတွဲမိတော့ပဲခတ်တုတ်တုတ်ရှောက်လာခဲ့သည်သူကညကြီးကိုအမိလိုက်လာကညကြီး၏လုံကြီးစားကိုလှမ်းဆွဲလိုက်ပါသည်ညကြီးကဟဲ့ခနဲ့အော်ကသူ့ကိုငဲ့ကြည့်လိုက်ရင်ဟဲ့ဘာလုပ်တာလဲငါလုံကြီးစားအောင်မဆွဲနဲ့လေဟာမကျွန်တော်ကိုထားခဲ့မှာဆိုလို့ဘုံမဲမဲကလေးပြောလိုက်သည်ကလေးဤမျက်နှာကိုကြည့်ရင်ညကြီးကတက်ပြင်းချမိလေသည်ညကြီးမှာတော့ဖျားပွဲကိုရောက်နေဘာစားမည်ဘာဝယ်မည်ဟမညူတို့ကိုဘလို့ပူဇာမည်ဟုစိတ်ကူးရင်ပြီးလာခဲ့ရသည်ခုတော့ကလေးတလန်းနှင့်စိတ်ပူပန်ကဘာလုံးရမှမသိဖြစ်ရသည်လမ်းလျှောက်နေတာကြာပြီဖြစ်၍ညကြီးကမောလာကဖျားမဝမှရဲ့ရင်အမောဖြစ်မိသည်ညကြီးရမိသည့်နေရာမှာမတ်တက်စင်တူတော်နှင့်တက်တက်ရှိမဝနေရာဖြစ်သည်ညကြီးပေးမှာရက်နေသည့်စူပုတ်ကခေါင်းလေးမောလှန်ကမရရုပ်ဘွားတော်ကိုကြည်နေသည်ထို့နောက်ညကြီးချီရင်မှာဖြက်ခနဲ့ဒူးတုပ်ထိုင်ချလိုက်ပြီးဖះကိုအကျဉ်းချင်းဥချလေသည်သူဥချသည်မှာ၃ချိန်နဲ့မက၅ချိန်နဲ့မက၈ချိန်ကဥချပြီးမှမတက်ပြန်ရကညကြီးကုံဘောကြည့်လိုက်ရင်မမကျွန်တော်ကိုခေါ်တော့အောင်ဖះမှာဆူတောင်းလိုက်ပြီးဟုပြောလိုက်သည်ချက်မထားရနိုင်အောင်တနိုင်ကုန်တော့ကလေးပါလားမမဖះကဘာလို့မတက်ရနေတာလဲဟဲ့ဒီလိုမပြောရဘူးမရဲ့ရုပ်ပွားတော်လို့ပြောရတယ်မောင်လေးရဲ့စူပုတ်ကဖះကိုမော့ကြည့်ရင်ဘေးတစ်ဖြင့်ညကြီးကသူ့စကားကိုပြန်ပြင်ခိုင်းရသည်ဖះကရွှေနဲ့လှုပ်ထားတာလားမမမဟုတ်ပါဘူးဟဲ့တစ်သားနဲ့ထုပြီးရွှေချထားတာပါဖះလက်ကဘာလုပ်နေတာလဲမမအော်အဲ့ဒါမုဒ္ဒရာလို့ခေါ်တယ်မမကလူကြီးလည်းမဟုတ်ဖ ೇನೆ အကုန်သိရနော်အဖေကပြောပြထားလို့ပါဟဲ့မမအဖေကမမကိုချစ်လားချစ်တာပေါ့မင်းဖေရောမင်းကိုမချစ်ဘူးလားကလေးကမဖြေတော့ကြည်ရှင်လန်းတကြနေတော့အမူအရာလေးကချစ်ချင်းပင်ညှို့ချသွားခဲ့ပါသည်ညကြီးကကလေးမျက်နှာညှို့ညိုလေးကိုငုံကြည့်ရင်စိတ်မကောင်းဖြစ်သွားရတာမို့ကလေးကိုအိုးပုတ်စည်းတန်းဘက်သို့ခေါ်လာခဲ့ပြီးအိုးပုတ်ဆိုင်ရှိမှရက်လျက်ကဲမင်းကြိုက်တာတခုယူမမဝယ်ပေးမလို့လားအေးကလေးကချက်ချင်းလန်းဆန်းသွားကအနေရောင်ရုပ်ကလေးတရုပ်ပုံဖြတ်ခနဲ့လှမ်းယူပြီးအာရပါရမှုတ်လိုက်ရသည်ညကြီးကအိုးပုတ်တဲ့ကိုပတ်ဆံရှင်ပေးပြီးကလေး၏လက်ကိုဆွဲကဖះရည်ပြင်ဘက်သို့ပြန်လျှောက်လာခဲ့ရင်ဘူကြားထဲမှာအမေတို့ကိုတွေ့လို့တွေ့ညာရှာဖွေနေစေဟဲ့ညကြီးအမလီရှာလိုက်ရတာဟဲ့နောင်နာစီမမငွေဤအတန်ကြောင့်ညကြီးကထိတ်ခနဲ့ဝမ်းသာသွားမိသည်နောက်တော့လက်ကြည့်မိတော့ထမိန်စားကိုအကာမကာပြာကြီးပြာရာလမ်းလျှောက်လာနေသည်မငွေကိုတွေ့လိုက်ရပါသည်မငွေကညချင်နာရောက်တဲ့နှင့်ညကြီးကောင်းကိုခောက်ခနဲ့ခောက်ချလိုက်ရင်ဟိုနားမှာပဲနေပါဆိုတာကိုဘယ်ရင်လျှောက်သွားနေတာလဲငါမှရှာလိုက်ရတာမောနေတာပဲအဖေနဲ့အမေလည်းမြင့်ကိုရှာတာဒေါင်းတောင်နေပြီဟင်မငွေပဲညကြီးနောက်လိုက်လာမယ်ဆိုပြီးကြာနေပြီးတော့များသူမြကောင်းကိုလာခောက်တယ်နားလိုက်တာမနာသွားတာဟ
အုံခွအုံခွညကြီးကအခောက်ခံလိုက်ရသည်ကိုကောင်းလေးကိုပို့၍ပြောစက်တွင်ညကြီးနောက်မှစူပိုဤချစ်စရာအတန်ကလေးထွက်လာရောမမငွေဤအကြည့်ကသူ့ထံသို့ရောက်သွားသည်ဟဲ့ဒါကလေးကဘသူတော့မမငွေကစူပုတ်ကိုမျက်ခုံးပိတ်ကြည့်ရင်မေးလိုက်သည်မမငွေထံမှအကျဉ်းတော်တရားတို့မတွေ့ရပါဟိုကလေးကလူကြီးတွေနဲ့ကွဲလာလို့ညကြီးတနာလို့ခေါ်ထားတာအမလီရှုပ်ရှုပ်ရှက်ရှက်ဟဲပြဿနာအရှုပ်ထုတ်ဆိုကိုစီအမှုလာပတ်နေမှာပေါ့ဟဲ့ကောင်လေးမင်းဘဲကလာတာလဲစူပုတ်ကမဖြေပဲခေါင်းကုံငုံထားသည်ညကြီးကတပြင်းကလေးချမိကမြစ်ချီကတဲ့မမငွေသူဒါပဲပြောတယ်တခြားဘာမှမေးမရဘူးမရရအောင်မေးရမှာပေါ့စကားမတက်တဲ့ကလေးမှမဟုတ်တာဟဲ့ကောင်လေးမှန်မှန်ပြောစမ်းမင်းကြီးကိုမိဘတွေနဲ့လာတာလားပျောက်ထဲလာတာလားစူပုတ်ကမဖြစ်သဖြင့်မမငွေကထိတ်ခေါက်ဖို့လက်ပြင်လိုက်သည်ညကြီးကမမငွေရဲ့လက်ကိုထမ်းဆွဲထားလိုက်ရင်မလုပ်ပါနဲ့မမငွေရဲ့သနာပါလေချုံမေးရအောင်မမေးမရတော့လေခေါ်ဘကရုံးကိုသူ့အဲ့လိုရတာပဲအလုရှုပ်လိုက်တာဟဲ့မင်းကအရှုပ်လုပ်ချင်တာမမငွေကမကြေမနက်ပြောစက်တွင်တောင်ဘက်ဖျားဆောင်တမ်းမှထွက်လာသောအဖေနှင့်အမေကိုလှမ်းမြင်လိုက်ရပါသည်အမေတို့အနားရောက်လာတော့မမငွေကသူ့အရင်ဦးအောင်တိုင်လိုက်သည်အမေသမီးရဲ့တဲကမှမသိရကလေးကိုတနာလို့တဲ့ခေါ်လာတယ်နိအမေကညကြီးပေးကကလေးစီအကြည့်ရောက်သွားကဟဲကလေးကချစ်စရာလေးပါလားအမေစီကအစင်နာငွေကြောင်ညကြီးအားတက်လာမိသည်အမေကကလေးရှိတွင်ထိုင်ချလိုက်ရင်ကလေးလက်နှစ်ဖက်ကိုစုပ်ကိုင်ကကလေးမိဘတွေရောမိဘတွေနဲ့ကွဲလာတာလားအတော်တို့မင်းကိုဘယ်ပြန်ပို့ပေးရမလဲပြောကလေးကပြန်မဖြစ်ချေငုံမဲမဲလေးဖြစ်လာသဖြင့်ညကြီးကကလေးရှိမှထိုင်ချလိုက်ရင်ပြောလိုက်လေမောင်လေးရဲ့သူကြီးကမင်းဖြေရတယ်မဖြေရိုင်းရကြတယ်ညကြီးကချော့မော့တော်လဲသူကဘသူကိုမှမကြည့်ပဲမျက်နှာစူပုတ်ပုတ်ကလေးကိုငုံဆိုင်၍ထားသည်ဟဲ့ကောင်းလေးမဖြေဘူးလားမင်းမဖြေရင်ငါသူ့ကောင်းကိုခောက်လိုက်မှာနော်အမကိုမျိုးပါနဲ့ကျွန်တော်ပြောမယ်မမငွေကညကြီးကောင်းမို့သူလက်ရွယ်လိုက်ရင်စူပုတ်ကရုတ်တရက်ညကြီးကောင်းမို့သူ့လက်ကလေးနှစ်ဖက်ဖြင့်ဖြတ်ခနဲ့အုပ်ကသူ့ခန္ဓာကိုယ်ကလေးကိုငုံကိုင်း၍ကာကွယ်ရင်းအော်လိုက်နေသည်သူ့အပြုတ်မူကလေးကညကြီးရင်ကိုစိတ်တုန်သွားစေသည်ကလေးလေးတယောက်ဤညကြီးပေါ်ကာကွယ်ဆောက်ရှောက်လိုသည့်အမူအရာလေးကအသေးဆိုင်ကိုဆွဲကိုင်းနှုတ်လိုက်သလိုပင်တီညကြီးကောင်းပေါ်မှာအုပ်ထားသည့်သူ့လက်တသေးလေးနှစ်ဖက်ကိုဆွဲယူဆုပ်ကိုင်းလိုက်သည်လက်ကလေးတွေကအေးဆက်ပြီးတုန်ခါနေပါသည်သူ့မျက်နှာကလေးကိုစိတ်စိတ်ကြည့်မိတော့နှုတ်ခမ်းကလေးမဲ့ကွေးလာတာကိုမြင်ရသည်ထိုခဏမှာကလေးဤမျက်ဝန်းထဲမှမျက်ရည်တွေပို့ပို့ပပေါက်ကျလာရင်ကျွန်တော်တော့ကမြစ်ချီကအကျော်လာရောက်လာပါညောင်မေးကြီးအောက်မှာအကျော်ကျော်တယ်အထော်ကကျွန်တော်ကိုရိုက်လို့အထော်နဲ့အတူနေကျွန်တော်လို့ထွက်လာတာဟဲ့မြစ်ချီကဆိုငါအတိတဲ့ကများလားကိုမင်းကမြစ်ချီမှာရှိတဲ့ငွေချက်တချို့လဲရှိတယ်မဟုတ်လားအေးရှိတော့ရှိတယ်ဒီကလေးကြည့်ရတာလဲငါတိတဲ့ကတယောက်ယောက်နဲ့တူတူလိုပဲညကြီးကအဖေနဲ့အမေကိုကြည့်ရင်အားတက်လာမိသည်မိရတော်နမီဘသူလဲကလေးဒေါ်ချင်မီဟဲ့ဒေါ်ချင်မီဆိုငါသိတာပေါ့ကိုမင်းလာရီလက်ချင်မီတူရဲတော့လက်ချင်မီဆိုတာရှစ်မိတ်ဆွေမောင်အေးမောင်ရဲ့အတော်မဟုတ်လားအေးဟုတ်တယ်အေးမောင်နဲ့တော့မတွေ့တာကြပါပြီကွာကလေးမင်းအေးမောင်သားလားကလေးကခေါင်းငင်ပြတော့မှအားလုံးတပြင်းချရကကဲလားမင်းတော်စီပြန်ပို့ပေးမယ်ကျွန်တော်မပြန်ချင်ဘူးကလေးကအမေလန့်ဆွလိုက်သည်သူ့လက်ကလေးကိုပြန်ယုံလိုက်ပြီးပေကက်ကရက်နေသည်မင်းမပြန်ချင်ငါသူ့ကောင်းကိုတအားခောက်ပစ်လိုက်မယ်မမငွေကညကြီးကောင်းမော်သူလက်ရွယ်လိုက်တော့မှကလေးက
အမေလက်ကိုဖြတ်ခနဲ့ဖန်ဆွဲတွဲလိုက်ပါသည်။ညကြီးတို့အားလုံးကလေးကိုခေါ်ကာအာနနာဖះအနောက်ဖက်ညောင်မင်းကြီးနားစီသို့ဆောက်လာခဲ့ကြသည်။ညောင်မင်းကတရက်ပါတကားနှင့်မဝေးလာပါ။မျိုးရိုးတိုင်းဘက်ကဆက်စင်နေလဲနီနီလေးပဲဖြစ်သည်။မြစ်စင်လိုပင်ဒီညောင်ပင်နားမှာအကျော်တွေကိုတွေ့ရလိရှိသည်။ညောင်မင်းဘက်သို့ရှောင်းနေရင်ညကြီးကကလေးကိုငုတ်ကြည့်မိသည်။ကလေးကမျက်နှာမကောင်းပြီ။ညကြီးကြည့်နေစဲမှာပင်သူကညကြီးကိုမော့ကြည့်လာသည်။သူ့မျက်လုံးလေးတွေကညကြီးကိုတနာခံနေသလိုပင်ညကြီးသဘောတိုင်းသာဆိုရင်ဒီကလေးကိုခေါ်သွားခြင်းမိလေသည်။အမေထူချင်းမေကြီးကကလေးထွက်ပြေးချင်လောက်အောင်ဘယ်လောက်နှိမ့်ဆက်ထားလဲမှမသိတာ။ကလေးကကြောက်နေတာကိုပြန်ပိုးလို့ဖြစ်ပါမလား။အမေကမျက်စောင်းထိုးရင်စပိုးလို့ရောဖြစ်မလားအေး။အုတ်ထင်းသူရှိပါတယ်ဆိုမှပြန်မပိုးလို့ဖြစ်မလား။နေကဘာဖြစ်ချင်တာလဲ။အမေကကောင်းလိုက်တဲ့ဖြင့်ညာကြီးကဆက်မပြောရတော့ပြီ။ဒိုချင်မီစီရောက်တော့ညာကြီးပိုစိတ်ညစ်မိသည်။ဒိုချင်မီကကလေးပေါ်ကြည်ကျင်နာမရှိပြီ။ကြည်ရသည်မှာညွညွညင်းချင်းကျွေးမွေးထားရပုံမျိုးဖြစ်သည်။တော်လုံးနဲ့တွေ့လို့တော်သေးတာဘောမကြရုံရဲ့။တို့မို့နှုတ်တစ်ဖက်နဲ့သူ့ပဲလိုက်ရှာရမယ်မသိဘူး။ဟဲ့ချိုးကောင်လေးလာစမ်း။နင်းဟာလေးနေမီနဲ့လိုက်အောင်ပဲဟိုညစ်ဒီညစ်ဖြစ်နေပါလားစုပုတ်ရဲ့။ဟာမှာဈေးရောက်ရတာတစ်ဖက်နင့်ကြည့်နေရတာတစ်ဖက်နင်းကငါနဲ့မနေလို့ဖယ်သွားချင်နေတာတော့ချိုးကောင်လေးရဲ့ဒေါ်ချီမီကကလေးကိုလှန့်ဆွဲကရှမ်းမီပြုတ်သဖြင့်ညကြီးကကလေးကိုလှန့်ဆွဲကောက်ွယ်ထားလိုက်ရင်အကျော်ကလည်းရိုက်ပါနဲ့ကလေးတနာပါတယ်အမလီအเจ้าမသိသေးလို့တနာတာဒီကောင်လေးဟာအင်မတန်ကြုံငွေတဲ့ကလေးသူ့ငွေပြီးကလေးကသူ့မိဘတွေလည်းစီးပွားရေးကမောက်ကမတွေဖြစ်ကုန်တာခုလေသူ့အဖေကပတ်စံရှာမဲဆိုပြီးအောက်ပြေအောက်ရခတ်သွားတာတနည်းကြော်ပြီးပြန်မလာဘူးနောက်တော့မှဟိုမှာမိမရနေပြီဆိုလို့သူ့အမေကလိုက်သွားကနေကျုပ်စီလာအပ်သွားတာကျုံမှာအကြော်ကြော်ရတာတစ်ဖက်သူ့ကိုကြည့်ရတာတစ်ဖက်သူ့အဖေလည်းဟိုမှာမိမရနေပြီဆိုတော့ပြန်လာမယ်မထင်တော့ပါဘူးအေးအကျော်ဒီလိုမပြောပါနဲ့ကလေးကရှိုးတရအွန်လိုင်းသဖြင့်ညကြီးတို့အားလုံးသူ့ကိုငုံကြည့်လိုက်မိသည်သူ့မျက်လုံးလေးတွေကရည်ရဲကရှင်ဘက်လေးနေမြင့်လိုက်ဖို့ရဲ့ငိုလဲမချနိုင်မဲမချီတင်ခဲလေးစွတ်ချက်နေပုံကိုမြင်ရသည်မို့ညကြီးကရင်စုပ်ကသူ့ပခုံးလေးကိုခတ်တင်းတင်းဆွဲဖက်ထားလိုက်ရင်သူ့ကိုကျမခေါ်သွားမယ်ဟိုဒေါ်စင်မီကိုကြည့်ရင်ပြက်ပြက်သားသားပြောလိုက်သည်အမေကမြကြီးကိုအံ့ဩသောအကြည့်ဖြင့်လှည့်ကြည့်သည်မမငွေကမျက်မှောင်ကိုရီကြည့်သည်ဒေါ်စင်မီအကြည့်ကတော့ဝမ်းမြောက်သောအကြည့်အမလီခေါ်သွားစမ်းပါနမ်းများခေါ်မထားလဲရတယ်3လလောက်ပဲခေါ်ထားပေးအဲ့ဒီချိန်လောက်ဆိုသူ့အမေလည်းပြန်ရောက်လောက်ပြီကျုပ်လည်းရွှေစက်တော်ဖះပွဲမှာဈေးသွားရောင်းကျင်သေးလို့သူ့ကိုဖယ်ထားခဲ့ရမှန်းမသိဖြစ်နေတာခေါ်သွားရင်တော့ကျေးဇူးတင်မိမှာပဲဒေါ်ကြီးမေစကားဆုံးတော့ညကြီးကအမေကိုတနာခံသလိုကြည့်မိသည်အမေမျက်နှာကစိတ်ရှုံနေပုံရသည်ဆုံးဖြတ်နိုင်ပုံမရညကြီးကအဖေကိုလှမ်းကြည့်လိုက်တော့အဖေမျက်နှာပေါ်ကအကျဉ်းနာကိုတွေ့ရသဖြင့်အားတက်သွားမိသည်အဖေခေါ်သွားရအောင်လေနော်3လတည်းပဲလေနော်ဖေအဖေကတက်ပြင်းချက်ကစူပုတ်ကိုကြည့်လိုက်သည်စူပုတ်ကလည်းပနာစပွဲမျက်နှာနဲ့အဖေကိုကြည့်နေသည်ထို့နောက်အဖေကဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့်ညကြီးပိုခေါင်းငိမ်ပြလိုက်သဖြင့်ညကြီးပြောသွားသည်မမငွေကတော့ကြည့်ပြပုံမရအမေကလည်းတိတ်တဘောတူခြင်းဟန်မရှိသို့တော့အဖေဆုံးဖြတ်ချက်ကိုတော့မလွန်ဆန်နိုင်ကြပါပြီ။ဟောင်းလေးမမတို့အိမ်လိုက်ခင်နော်။ညကြီးကသူ့ပခုံးလေးကိုစုံညင်ရင်ပြောလိုက်တော့သူကရွှင်လန်းသောမျက်နှာကလေးဖြင့်ခေါင်းတက်ဆက်ဆက်မြင်ပြသည်။ဒေါ်စင်မီကတော့ကလေးထပ်ပြီးပျော်မိထင်ရသည်။တကူလာပြေကျော်တရနေ့မှာကလေးကိုပြန်လာခေါ်မိဟုဒေါ်စင်မီကမှားလိုက်၏။ညကြီးကတော့အရုပ်ကလေးတစ်ရုပ်ကောက်ရတယ်လို့
ပြိုနေမိသည်မမငွေကတော့မြကြီးကိုမျက်စောင်းတရွရွရှိ၏အမေသမီးကသူနဲ့စကားဖို့အပြင်းပြေအယုတ်ကောက်လာတာဟုလဲပြောသေးသည်အမေကစိတ်ရှုပ်ထွေးပုံရတော့လဲသားသမီးချင်းစာနာပုံတော့ရလေသည်မမငွေပါပြောမြကြီးကတော့ဂယုမဆိုင်ပြီကလေးကိုခေါ်ဝင်ရတာနဲ့ပင်ခြေနှက်လာပြီဖြစ်နိုင်ရင်တစ်သက်လုံးခုံမွေးထားလိုက်ခြင်းတော့လဲမြကြီးကဆုံးဖြတ်ခွင့်ရှိသောလူကြီးမဟုတ်3 လပဲခေါ်ထားခွင့်ရပေမဲ့ဒီ3 လအတွင်းမှာဒီကလေးကိုရင်ကြည့်အောင်ဆုံးမပဲ့ပြင်ပေးလိုက်မည်ဟုပင်ကြီးကြီးကျယ်ကျယ်တွေးထားလိုက်သည်မြကြီးသည်တကယ်ပင်အယုတ်ကလေးကောက်ရခဲ့သူလိုသူ့ကိုအရေးတကြီးကြီးဖြစ်နေသည်ရွှာပြန်ကနေမှမြင့်ကပါကညရုံးထဲကိုမြကြီးတို့မိသားစုသွားတော့သူ့ကိုမမညိုတို့နှင့်ခဏအပ်ထားခဲ့ရသည်ကိုပင်စိတ်ကမဖြောင်းပါပြီအမေကဒီကလေးကိုအိမ်ခေါ်သွားမိအကြောင်းဒေါ်လေးကိုသိစေခြင်းပေါ်မရပါဒေါ်လေးကအမြဲဩစာပေးတတ်ဆရာလုပ်တတ်သဖြင့်ဒေါ်လေးပါဇက်ကိုကြောက်ပုံရသည်သူကတော့မမမြန်ပြလာနော်ဟုမြကြီးနာတို့ကခတ်တူတူမှလိုက်ပါသည်ခြံတကားဝါမှလမ်းဝင်လိုက်သည့်နှစ်ပင်မြကြီးနှစ်သက်သောရွှန်းနံကိုရလေသည်ရွှန်းနံသူမဟုတ်သစ်စေးနံပေါ့ချော်လေးတို့များပွင့်တို့အိမ်ကိုနှစ်စဉ်ရောက်ရတိုင်းဒီရနံလေးကအရင်မြကြီးကိုစီးကြသည်ဆိုင်ထဲသို့ရောက်နေတော့တပခနာသောရွှန်းတယ်တွေကိုမမတ်မမောငေးကြည့်မိမြဲပင်ရွှန်းစွာအုပ်ကြီးတွေရွှန်းစပွဲကြီးတွေပြီးတော့ရွှန်းလိုက်ကာတွေရွှန်းရီအိုးတွေရွှန်းတစ်တာတွေအိုးအစုံပဲအားလုံးဟာလိုချင်စရာကြီးတာမြကြီးအကြိုက်ဆုံးကတော့ကနုတ်ကလေးတွေလှပစွာထိုးထားသည့်ရွှန်းလက်ကောက်ဖြစ်သည်ရွှန်းပေါ်မှာရွှေချထားသည့်လက်ကောက်တွေကိုတော့မြကြီးမကြိုက်လားစေးအကျွတ်လွယ်လို့ပင်မမမြကြီးညီမလေးခင်လေးရင်ကမြကြီးစီတို့ပြေးလာစီကြသူသူကလေးဟာစုပုံနဲ့ရွယ်သူပေါ့သူကလေးကပြည့်စုံသလောက်စုပုတ်ကလေးကတော့ချုံငယ်ရှာသည်မြကြီးသည်ခင်လေးကိုစီကြပွေဖန်ရင်စုပုတ်ကိုပြေးတည်းရသည်ညော်နေမလားမြန်ပြန်မှပါပဲရှင်ကိုမမတတိယနေရတတိယရင်အိမ်မလာနေဖို့မမရဲ့ငါကြီးကသူကလေးကြီးပါလေးကိုဖွားဖွားဖြစ်နေရင်မုံမိသည်သမီးတယောက်တည်းအိမ်မသိပ်ပြင်လာပဲမမလာနေပြောစရာကောင်းမှာမမကရွာမှာကြောင်းတက်နေတာလေရင်ဒီမှာလာနေလို့မရဘူးကြောင်းထွက်ခဲ့ပေါ့ဒီမှာပြောင်းတက်ပေါ့ခင်လေးရင်ကညာကြီးကိုကတ်ချွေးနေတော့မှဒေါ်လေးများပွင့်ကအလုတ်ယုံဘက်မှဆိုင်ဘက်သို့ရှောက်လာနေသည်ညာကြီးကိုမြင်တော့အံ့ဩသွားပုံဖြင့်ဟဲညာကြီးမဟုတ်လားကြည်စမ်းတစ်နှစ်အတော်တွင်ထွားလာလိုက်တာကလေးမဟုတ်တော့ဘူးပဲအိုးဒီလိုပါပဲညာကြီးဟာကလေးမဟုတ်လိုက်ရှိရ၏ညာကြီးကစိတ်စနိုးစလောက်အညစ်ခက်နေပင်ခြေပြရသည်ညကြီးမှာတော့လူကြီးတွေနဲ့ပြောကြစကားအထွေအထူးမရှိလာပါပြောလည်းမပြောတတ်ပါအမေတို့ကတော့ဆိုင်တောင်ကရွှန်းထိုင်ကုန်တွေပေါ်မှာထိုင်ကရွှန်းအုပ်ထက်ကလက်ဖက်တုပ်ကိုစားကဒေါ်လေးတို့နဲ့စကားစမြည်ပြောနေကြသည်ညကြီးကတော့ခင်လေးရင်နဲ့အတူကလေးစကားတွေပြောဆိုနေလိုက်သည်ပြန်ကနီတော့ဒေါ်လေးကညကြီးကိုကြည့်ရင်ညကြီးကဒီနေ့ရှစ်တန်းမဟုတ်လားရှစ်တန်းအောင်ရင်တော့ဒေါ်လေးတို့နဲ့လာနေပေါ့ဒေါ်လေးတို့က12 ခါလောက်ကြာရင်ဓာတ်ကမျိုးတစ်ကိုပြောင်းနေကြတော့မှာဒီနေရာကကျင်းတော့လုပ်ငန်းတိုးချဲ့ဖို့အစာအုပ်တွေထပ်ဆောင်ချင်ပေမဲ့အဆင်မပြေလို့လေဗကန်မျိုးတစ်မှာဝယ်ထားတဲ့မြေကအခုနေရာထက်4 ဆလောက်ကျယ်တယ်အစာအုပ်တွေစောင့်နေတာလေပြီးကနေနေပြီညကြီးလာနေခင်လေးတို့လည်းအဖော်ရတာပေါ့ကျောင်းသွားရတာလည်းပြီးသွားပြီလေပြီးတော့ဒေါ်လေးတို့စီမှာကလက်စစ်မီလဲရှိတော့ညကြီးစာချက်ဖို့ပိုးအဆင်ပြေတာပေါ့ဟုတ်ကဲ့ဒေါ်လေးဟူတာပြန်ပြောမိတော့လေသူညအိမ်မှာတော့
သွားနေခြင်းစိတ်မရှိပါအမျိုးဆိုပေမဲ့လည်းကိုယ့်အိမ်မှာနေတယ်လို့မျိုးတော့မြွေထွေးမှမဟုတ်ဘူးဟုထင်မိသည်ညကြီးတို့မင်းနှန်းသူနှင့်လီသည်အနောက်ဖွားစောရွာမှာကအလဲတန်းကျောင်းသာရှိသည်ဖြစ်ရာရှစ်တန်းအောင်လင်တော့အိမ်ကနေဗကန်မြို့တိကျောင်းကိုစပိန်ကလေးနှင့်ပင်တွားတရမည်ဟုသာကြံရွယ်ထားခဲ့ပါသည်ဒေါ်လေးတို့အိမ်မှာညကြီးတို့ပြန်ထွက်လာတော့မွန်းတိတ်နေပြီကောင်းလေးကတော့ညှို့နေတော့မှာပဲဟုညကြီးကတွေးပူသည်လေဝိုင်းနေနာကိုပြန်ရောက်လာတော့မကြီးပင်ရိပ်အောင်မှာခန့်ငငိုင်လေးထိုင်နေသောစူပုတ်ကိုတွေ့ရသည်ညကြီးတို့လက်ကိုမြင်တော့ကလေးကပြေးထွက်ကြိုလာပါသည်အထူးသဖြင့်သူကြိုတာညကြီးကိုပေါ့အပြက်ခရီးမှာတော့ညကြီးကအလာတုံးကထက်ပို၍ပြောသည်ညကြီးဆောင်ထားသည့်ခမောက်ကလေးကသမင်ကြီးဖျားနာမှာတွင်းကကြလေတော့စူပုတ်လေးကလဲဘော်ကဖုတ်ဖနေခုံစင်းသွားကခမောက်လေးသွားရနောက်သို့ပြေးလိုက်ပြီးလိုက်ကောက်ခဲ့သည်အလိုက်တီတီကလေးပေပဲညကြီးကသူ့ကောင်းလေးကိုဖွားဖွားပုတ်လိုက်တော့သူကဆက်ကလေးကိုပူပခုံးလေးကိုကျုံလိုက်သည်စွန်းအောင်လေးဖျားတတိုင်းနဲ့ရှီကန်ကြားနေရာကိုရောက်တော့အဖေကနှစ်စဉ်အပြန်ခရီးမှမနေကြအတိုင်းညကြီးကိုလမ်းမိသည်